အလုံးသေးချာကြည့်မယ်ဒီမြေပုံဟာဘာမြေပုံလဲဆိုရင်အာရှတိုက်မြေပုံဘာမြေပုံလဲဒီအာရှတိုက်မြေပုံမှာဒီမှာဦးဇင်းတို့အယောင်လေးတွေခွဲထားတယ်ဘာလေးတွေခွဲထားလဲအဲ့ဒီအယောင်လေးတွေကဥမာအဝါရောင်ဆိုရင်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံအဝါရောင်ကနောက်တကပန်းရောင်နုနုလေးကဟိန္ဒူဘာသာနိုင်ငံအစိမ်းရောင်ကခရစ်ယာန်ဘာသာနိုင်ငံအဖြူရောင်ကမဟာယာနဗုဒ္ဓဘာသာနိုင်ငံဒီပန်းရောင်ကဘာနိုင်ငံလဲဆိုရင်အစ္စလမ်ဘာသာနိုင်ငံပန်းရောင်ကဘာနိုင်ငံအပြာရောင်ကဂျူးဘာသာနိုင်ငံနဲ့အပြာရောင်ကအဲ့တော့အယောင်လေးအမျိုးမျိုးခွဲထားခြင်းဒီသူ့ဘာသာနဲ့သူ့နိုင်ငံနဲ့အဲ့လိုလေးတွေညွှန်းပြအဲ့လိုညွှန်းပြတဲ့အခါမှာအရင်တုန်းကတဲ့ဒီအာရှတိုက်တစ်တိုက်လုံးဒီအဝါရောင်တွေကြီးပဲဘာရောင်တွေကြီးပဲလဲအဝါရောင်တွေကဘာဘာသာဒါဖြင့်အာရှတိုက်တစ်တိုက်လုံးအရင်တုန်းကဟိုးအချိန်တုန်းကပေါ့နော်ဘာဘာသာတွေပဲဖြစ်ခဲ့တယ်လေအဲ့ဒီလိုအဝါရောင်တွေကြီးပဲဖြစ်ခဲ့အောင်ဘသူကဆောင်ကျင်းပေးခဲ့တာလဲလို့ဆိုတော့ခုနက969အမှတ်တစိတ်ထဲမှာပါတယ်အာသောကမင်းတရားကြီးကဟောဒီကနေပြီးတော့ကိုယ်တိုင်းကိုယ်ဒါနသာသနာပြုတွေစေလွတ်တာစေလွတ်တဲ့အခါကျတော့အားလုံးကအဝါရောင်တွေကြီးပဲမဖြစ်ဘူးလားအခုကျတော့အဝါရောင်တွေကဘာနိုင်ငံတွေပဲရှိတော့တာလဲဆိုရင်မြန်မာထိုင်းလာအိုကမ္ဘောဒီးယားသီရိလင်္ကာဘယ်နိုင်ငံလဲ9နိုင်ငံပဲရှိတော့တယ်အဲ့တော့အဲ့ဒီ9နိုင်ငံပဲရှိတဲ့ဒါဦးဇင်းတို့မြန်မာဦးဇင်းတို့ရဲ့ဗုဒ္ဓဘာသာနိုင်ငံဒီမှာဒီအယောင်ကဘာဘာသာအာရှတိုက်မြေပုံကိုကြည့်လိုက်တဲ့အခါကျတော့ပန်းရောင်တွေကများပြီးတော့မနေဘူးလားအရင်တုန်းကအဲ့ဒီနေရာတွေကဘာအယောင်တွေလဲအဲ့ဒီအဝါရောင်တွေကြီးပဲရှိတဲ့အဲ့ဒီနေရာတွေဟာပန်းရောင်တွေကြီးပဲဖြစ်ခဲ့တာဟာအဝါရောင်တွေကတော်လို့လားညံ့လို့လားအခုလည်းပဲလာပြီဒီကနေပြီးတော့မှဒီလိုတွေဖြစ်လာလို့အဝါရောင်တွေဟာပန်းရောင်တွေဖြစ်သွားမယ်ဆိုရင်အဝါရောင်တွေတော်လို့လားညံ့လို့လားတို့ဦးဇင်းတို့ဗုဒ္ဓဘာသာတွေကတော်ကျင်တာလားညံ့ကျင်တာလားတော်ကျင်တာဆိုရင်အဝါရောင်ကနေပန်းရောင်မဖြစ်အောင်ဘာလို့ရမလဲကာကွယ်ဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီနေရာလေးမှာကြည်ချင်းအဖြစ်ကိုကဒီနေရာတွေသာထားအောင်တရားအကျယ်ကြီးနော်ဒီမှာလာပြီခင်ဗျားတို့နဲ့ဆိုင်တယ်နော်ရှမ်းပြည်နဲ့ဆိုင်ဒီမှာဘာရောင်လေးရှိတယ်အဲ့ဒီပန်းရောင်နိုင်ငံကဘာနိုင်ငံလဲဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံဘာနိုင်ငံလဲအဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဧရိယာအကျယ်ဝန်းကရှမ်းပြည်နယ်စာလောက်ပဲရှိတယ်ကျွတ်တို့ရှမ်းပြည်နယ်ပေါ့မောရှမ်းဘယ်လိုရှမ်းလဲဘာရှမ်းရှမ်းတွေအများကြီးရှိတယ်နော်ဟုတ်လားဦးဇင်းတို့ဟိုအရင်တော့ကြားဘူးတယ်အခုလိုက်ကြည့်တာမတွေ့တော့ဘူးဖြစ်တချင်းတွေကအတိုင်းလိုက်ရှာကြည့်တာလေပိုနီနီလေးနဲ့လာတယ်နန်းကျယ်ရီရေဆိုပိုနီလေးလိုက်ရှာတာမတွေ့ဘူးဟိုအရင်တစ်ခေါက်ကလာတော့ကတော့တွေ့တယ်နော်ခက်တွေမိကုန်လို့လားမသိဘူးအဲပိုနီလေးတွေပျောက်သွားမှဆိုလို့ဟုတ်လားထားပါတော့လေဒီမှာဘင်္ဂလားဒေ့ရှ်နိုင်ငံအဲ့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဧရိယာအကျယ်ဝန်းကစတူယမ်းမိုင်နဲ့99295မိုင်ဦးဇင်းတို့မြန်မာနိုင်ငံရဲ့ရှမ်းပြည်နယ်ရဲ့ဧရိယာအကျယ်ဝန်းက6155မိုင်ရှမ်းပြည်နယ်စာလောက်တော့မရှိဘူးမြန်မာနိုင်ငံအနေနဲ့ဂျုံမယ်ဆိုရင်တော့သူဟာရှမ်းပြည်နယ်တပြည်နယ်စာလောက်ပဲရှိတယ်မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေကဘယ်လောက်ရှိလဲတန်ပေါင်း60ကျော်တန်ပေါင်းဘယ်လောက်လဲဦးဇင်းတို့ရှမ်းပြည်နယ်စာလောက်သာရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့လူဦးရေကတန်ပေါင်း160ကျော်တန်ပေါင်းဘယ်လောက်လူဦးရေကတိတ်တော့မကွာဘူးနော်မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အစွန်းတွက်လောက်ရှိတယ်တော်တော်များတာပဲဟုတ်လား
အဲ့တော့ဒီမှာဦးဇင်းတို့ဒီပန်းရောင်နိုင်ငံမှာလူဦးရေတွေကအစမတန်ပေါက်ကွဲပေါက်ကွဲတဲ့ခါကျတော့ကလေး2 နှစ်3 နှစ်လောက်အရွယ်ရောက်ပြီဆိုရင်ရော့အင်းဆိုပြီးတော့ဗီဇာထမ်းထုတ်ပေးတာသူတို့နိုင်ငံအုပ်ချုပ်တဲ့သူကဗီဇာတန်းထုတ်ပြီးသွားခြင်းတဲ့နိုင်ငံသွားအဲ့တော့ဘယ်ရောက်လာလဲဆိုတော့ဒီဘက်တွေလည်းမရောက်လာဘူးလားဒီဘက်မှာဆိုရင်ရခိုင်ပြည်နယ်ဘူးသီးတောင်မောင်တော်ဟောဒီနေရာကိုပြောတာဘူးသီးတောင်မောင်တော်နယ်ဝင်လို့ရရင်ဝင်တယ်ဝင်လို့မရရင်အဲ့ဒီရိုးမတောင်တန်းကြီးကနေဖြတ်ကျော်ပြီးတော့ဦးဇင်းတို့ကလေးဘက်ကိုရောက်လာဒါကြောင့်မလို့ဟိုမှာလူကျွန်တော်တွေပြလုံးထုတ်တာရှိရလေကလေးကလားဆိုတာမင်းတို့နားလေလားဆိုနားမလဲရင်မှတ်ထားတဲ့ကလားတွေကလေးဘက်ကမသွားနဲ့သွားလို့ရှိရင်ကလေးအဖွဲ့တွေကဖမ်းတယ်အဲ့ဒီဖမ်းတဲ့အဖွဲ့ကကျုပ်တို့ပဲကျုပ်တို့အဖွဲ့တွေဖမ်းတာကျုပ်ကတော့ခီးလွန်တာဆိုကျုပ်ကတော့မပါဘူးအခုလောလောဆယ်တော့မိတယ်မကြသေးဘူးနော်ဦးဇင်းတို့ကလေးမျိုးအဖွဲ့ကဖမ်းတာ100ကျော်တယ်တခါမိရင်10ယောက်16ယောက်19ယောက်အဲ့လိုတွေမိတာအဲ့ဒါဘာပြောင်းလဲဆိုတော့လူဦးရေတွေပေါက်ကွဲပြီးတော့ကျုပ်တို့နိုင်ငံတွေကိုလှိမ့်ဝင်တာကျုပ်တို့နိုင်ငံတွေလားဆိုတော့ဟုတ်ဘူးတဲ့ထိုင်းနိုင်ငံလည်းဝင်တာပဲထိုင်းနိုင်ငံလည်းဝင်တာအခုထိုင်းနိုင်ငံတောင်ပိုင်းဆိုရင်ဒီနေရာတောင်ပိုင်းခွဲထွက်ရည်တွေတောင်းနေပြီပန်းရောင်တွေများလာလို့လေဒါပေမဲ့အခုအဲ့ဒါပြဿနာတွေကြားကြမှာပါအကယ်၍ဦးဇင်းတို့မြန်မာနိုင်ငံမှာလည်းပဲနော်ဒီနေရာကပန်းရောင်ဒီနေရာကအစိမ်းရောင်ဆိုပြီးတော့လိုက်ပြီးတော့မှခြယ်လိုက်မယ်ဆိုရင်မြန်မာနိုင်ငံဟာအကုန်လုံးအဝါရောင်ကြီးများမှတ်မနေနဲ့အရောင်မျိုးစုံမရှိဘူးလားခြယ်လိုက်ရင်မလှတော့ဘူးအခုအဝါရောင်တွေကြီးပဲခြယ်ပြထားလို့အောင်မဲ့အဝါရောင်တွေကြီးပဲခြယ်ပြထားလို့တို့နိုင်ငံကဗုဒ္ဓဘာသာတွေကြီးပဲလို့တော့မမှတ်လိမ့်နဲ့ဗျာသဘောပေါက်ရဲ့လားအဲ့တော့အဲ့ဒီအဝါရောင်ကိုဒီအရောင်နေအစိမ်းရောင်နေဟုတ်လားပန်းရောင်နေပန်းရောင်ဖြောတာတွေလွှမ်းမိုးမသွားဖို့ဆိုရင်တိုင်းရင်းသားတွေအားလုံးမှာတာဝန်မရှိဘူးလားရှိပါဗျာတာဝန်မရှိဘူးလားရှိပါဗျာအားလုံးတင့်ညီလင့်ညီနဲ့ဝိုင်းဝန်းကာကွယ်ကြမှာဒီအဝါရောင်ကမပြောက်မှာနော်ဟုတ်ပါရဲ့လားအဲ့လိုကာကွယ်တဲ့နေရာမှာအရှင်ဘုရားဒီမှာပန်းရောင်နေရာအများကြီးဘုရားကြံတဲ့ဟိုပန်းရောင်ဖြောတာလေးတွေအဖြူရောင်နေရာအများကြီးပဲဒီမှာကဘာပေါ်မှာအာရှတိုက်မှာအဝါရောင်ကနည်းနည်းလေးဘယ်လိုလုပ်ကာကွယ်လို့ရမလဲဆိုခဲ့ရင်နီးစနစ်တွေရှိတယ်အခုနီးယူစရာတွေရှိဒီမှာဘာအရောင်လေးလဲအစိမ်းရောင်လေးဘာရောင်လေးလဲအစိမ်းရောင်ကဘာသာခရစ်ယာန်အစိမ်းရောင်ကအဲ့ဒီခရစ်ယာန်ဘာသာတွေအများစုနေထိုင်တဲ့စင်ကာပူနိုင်ငံသေးသေးလေးနိုင်ငံလေးသူ့ရဲ့ဘေးနားပတ်ဝန်းကျင်မှာဘာအရောင်တွေပဲရှိလဲပန်းရောင်တွေကဘာသာလဲအစ္စလာမ်ဘာသာတွေနေတဲ့ဒီပန်းရောင်တွေရှိတဲ့နိုင်ငံတွေမလေးရှားအင်ဒိုနီးရှားဖိလစ်ပိုင်ဘရူနိုင်းဒီမှာအရှေ့တီမောတို့ဟုတ်လားအဲ့ဒီနိုင်ငံတွေရဲ့ဂျားထဲမှာရှိနေတာကစင်ကာပူနိုင်ငံစင်ကာပူနိုင်ငံကဘာကြောင့်အဲ့ဒီဂျားထဲမှာရက်တည်နေနိုင်တာလဲလို့ဆိုရင်စီကံကောင်းလို့ဘာကောင်းလို့လဲစီကံကောင်းသလိုပဲအလုံးကညီညွတ်နေကြလို့ဘာဖြစ်နေကြလို့လဲညီညွတ်နေကြလို့ဟာငါတို့နိုင်ငံဟာတဲ့အဲ့ဒီစင်ကာပူဟာတဲ့ဦးဇင်းတို့ရန်ကုန်မြို့တစ်မြို့စာလောက်ပဲရှိတယ်ရန်ကုန်မြို့တစ်မြို့စာလောက်ပဲရှိတာဆိုတော့တို့နိုင်ငံကလည်းသေးတယ်သေးတဲ့အခါကျတော့လူမျိုးမပြောက်အောင်အစိမ်းရောင်ကနေပန်းရောင်မဖြစ်အောင်ဆိုရင်တို့တွေညီညွတ်မှဖြစ်မယ်ဆိုတဲ့အသည့်တွေတိုင်းရင်းသားတိုင်းမှာတို့နိုင်ငံသားတိုင်းမှာအဲ့ဒီအသည့်တွေရှိတယ်အဲ့ဒါကြောင့်မို့လို့ပန်းရောင်တွေကြားထဲမှာအစိမ်းရောင်လေးကရက်တည်နေနိုင်တာသဘောပေါက်ရဲ့လားနောက်တစ်ခုအတုယူစရာရှိသေးတယ်အပြာရောင်ဘာရောင်လဲအပြာရောင်ကဘာသာလဲဂျူးဘာသာအဲ့မှာနိုင်ငံရဲ့နာမည်ကအစ္စရေးတဲ့အစ္စရေးနိုင်ငံကမ္ဘာပေါ်မှာအာရှတိုက်မှာအပြာရောင်သူ့ဘေးနားကကြည့်လိုက်စမ်းပါပန်းရောင်တွေအများကြီးဘာကြောင့်အဲ့ဒီလိုမျိုးပန်းရောင်တွေကြားထဲမှာအပြာရောင်ဖြစ်တဲ့အစ္စရေးနိုင်ငံကရက်တည်နေနိုင်တာလဲလို့ဆိုရင်စီကံကောင်းလို့ညီညွတ်လို့သဘောပေါက်ရဲ့လားညီညွတ်ခြင်းသည်အင်အားမဖြစ်ဘူးလားအဲ့ဒီညီညွတ်မှုနဲ့သူတို့ရက်တည်နေနိုင်တာဒါဖြင့်ရင်ဦးဇင်းတို့ဆွေတော်မျိုးတော်များကလည်းပဲရှိပြီးသားအယောင်တွေကတော့ပြောက်အောင်မဖြောက်နိုင်ခြင်းနေနောက်ထပ်အဝါရောင်တွေအယောင်မပြောင်းဖို့ရအတွက်ကာကွယ်မယ်ဆိုရင်အချိန်မမီနိုင်သေးဘူးမမီနိုင်ဘူးလားမိနိုင်တယ်နော်ဒီမှာအများကြီးပဲကြံသေးတယ်ဟုတ်ရဲ့လားဒါဖြင့်ရင်ဦးဇင်းတို့ရပါပြီနော်ရပြီ
အဲ့ဒါကိုဦးဇင်းတို့ဆွေတော်မျိုးတော်များမှတ်သားလို့လွယ်အောင်ဘုံဘုံကခွန်းထောက်ကြပြလေးဆိုပြီးတော့ရှင်းပြဘာကြပြလေးလဲဘာကြပြခွန်းထောက်ကြပြကြားဘူးကြလားခွန်းထောက်ဆိုတာဘယ်သူတွေမှဆိုတာလဲလူရှင်တော်တွေဆိုတာဟာလူရှင်တော်ဖြစ်လိုက်မှထင်တယ်နော်ဟာလူရှင်တော်တွေဆိုတာကြီးကိုကွာတို့ဦးစင်းကင်စနောဘာသာကဆိုပြတယ်ကွာဆိုဦးစင်းကိုလူရှင်တော်လို့တော့မမှတ်နဲ့ဗျာတချို့ကပြောကြတယ်လေဦးစင်းကတဲ့တေချာကြည့်လေနေတိုးနဲ့တူလေဟိုကလာလိမ့်မယ်ကြော်ရအောင်ခုနပြောတဲ့အကြံသေးတယ်အဲ့ဒီမှာစီကန်းနေညီညွတ်ရေးတွေဘာကြောင့်ဘာဆိုတဲ့ဘာကြောင့်ဆိုတာတွေကိုရှင်းပြလိမ့်မယ်နော်ကြော်ရအောင်ရှင်းပြလိမ့်မယ်အမှဥပဒေတွေဘာကြောင့်ထုတ်ပြတယ်ဆိုတာတွေလေကဲဆိုကြပါစို့ဘာကြပြတဲ့ခွန်းတော့ကြပြခွန်းတော့ကြပြခုနကမြေပုံလေးကိုလည်းပဲမျက်စိတွေကမထွက်နဲ့နော်မထွက်စေနဲ့အိုးဟုတ်လားအဲ့တော့မြန်မာကကဘာကိုလွှမ်းဖို့ဆိုတာသာထားပါလို့လိုက်ဆိုမယ်အောက်ကပရိသတ်ရဲ့အတန်မကြောက်ဘူးနော်အောက်ကပရိသတ်တွေကြီးပဲစူကြည့်အောင်တစ်ပိုက်လောက်အောက်ကပရိသတ်တွေပြန်သွားကြပြီလားမသိဘူးပြန်သွားကြပြီလားအောက်ကပရိသတ်ကြီးလိုက်ဆိုကြည့်ပါဒီကအသာလေးနေကြဘူးနော်နားထောင်ကြည့်မြန်မာကကဘာကိုလွှမ်းဖို့ဆိုတာသာထားပါလို့ဒါဆိုပေါင်းလို့ရပြီအပေါ်နဲ့အောက်ပေါင်းမယ်လိုက်ဆိုမယ်အားလုံးအဓိပ္ပာယ်ကကျွတ်တို့မြန်မာနိုင်ငံကတခြားသောနိုင်ငံတွေရဲ့အပေါ်မှာစီးပွားရေးပညာရေးလူမှုရေးအစရှိသည့်ဖြင့်အဲ့ဒီအရေးတွေနဲ့လွှမ်းမိုးဖို့ဆိုတာအသာထားပါအောင်လို့ပြောတာသဘောပေါက်ရဲ့လားမြန်မာကကဘာကိုလွှမ်းဖို့ဆိုတာအသာထားပါလို့ကဘာမြေမှာမြမမြေမပြောက်စေဖို့ကဘာမြေပုံပေါ်မှာတဲ့ဘယ်မြေပုံပေါ်မှာခုနကမြေပုံဆိုရင်တော့အာရှတိုက်မြေပုံပေါ်မှာဘယ်မြေပုံပေါ်မှာကဘာမြေမှာမြမမြေမပြောက်စေဖို့ကဘာမြေပုံပေါ်မှာအာရှတိုက်မြေပုံပေါ်မှာမြန်မာနိုင်ငံမြေပုံမပြောက်ဖို့ဆိုလိုချင်တာကအဝါရောင်ကနေပန်းရောင်အစိမ်းရောင်အရှူရောင်ပန်းရောင်နုရောင်နေမဖြစ်ဖို့ကာကွယ်ရမယ်စောင့်ရှောက်ရမယ်ဟုတ်ရဲ့လားကဘာမြေမှာမြမမြေမပြောက်စေဖို့အဲ့ဒီလိုကဘာမြေမှာမြမမြေမပြောက်ဖို့ဆိုလို့ရှိရင်ခမရတို့ကျွတ်တို့ဘိုးဘွားပိုင်းနဲ့မြန်မာနိုင်ငံမြေအိမ်မြေချမ်းမြေလယ်ယာမြေတွေသူ့မြေမဖြစ်စေနဲ့ပန်းရောင်မြေလည်းမဖြစ်စေနဲ့သဘောပေါက်လားပန်းရောင်အနုရောင်မြေလည်းမဖြစ်စေနဲ့အစိမ်းရောင်မြေလည်းမဖြစ်စေနဲ့လို့ပြောတာအဲ့တော့သူတို့မြေမဖြစ်စေနဲ့ကို့မြေပဲဖြစ်ရကိုတိုင်းရင်းသားရဲ့မြေပဲဖြစ်ရသဘောပေါက်ရဲ့လားဒါကြောင့်မြမမြေတွေသူ့မြေမဖြစ်ရအောင်မြေရတော့စိတ်ချသွားပြီတချို့နေရာတွေမှာဆိုရင်သူတို့ကလေ9သိန်းတန်မြေခွက်ကို350ကြံခင်းစီပေးပြီးတော့ဝယ်နေတဲ့နေရာလည်းရှိတယ်ဦးဇင်းတို့ခုကလေးပဲမှာဦးဇင်းတို့ဒီခရီးလွန်နေတဲ့အချိန်မှာဟိုကလှမ်းပြီးတော့အကြောင်းကြားတယ်15သိန်းတန်မြေခွက်ကိုတဲ့330ပေးပြီးတော့လိုက်ဝယ်နေတယ်သူ့မြေဖြစ်အောင်လိုက်လုံနေတယ်တချို့9သိန်းတန်ကိုလည်းပဲ330ပေးပြီးဝယ်နေတယ်အဲ့ဒါမသိတဲ့ဗုဒ္ဓဘာသာတွေဗမာလူမျိုးတွေတိုင်းရင်းသားတွေကရောင်းကြတာပဲသူတို့လက်ထဲရောက်သွားပြီဆိုတော့ပြန်ဝယ်ဖို့ရမလွယ်တော့လွယ်ပါမလားဒါကြောင့်မလို့သူ့မြေလည်းအဖြစ်ခံလို့မရသဘောပေါက်ရဲ့လားအဲ့လိုမြေတွေကတော့စိတ်ချရပါပြီဒီလိုဆိုရင်သိပါပြီမြေတွေကတော့မြေတွေသူ့မြေမဖြစ်စေရပါဘူးလို့ဒီတောင်ကြီးပြိတ္တကအာမခံတယ်ဆိုရင်အာမခံနိုင်ပါမလားသိကြလားပတ်စံနေဘလောက်ပဲပုံပေးလို့နေမြေနေရာတွေသူတို့မြေသူတို့ကိုရောင်းမလားရောင်းနေတယ်ဆိုရင်ဘာကိုပဲရောင်းရမလဲဘသူကိုပဲရောင်းရမလဲ669ကိုပဲရောင်းပါဟောပေါ့ရဲ့လားဘယ်ကိုရောင်းရမလဲ669ဆိုတာဘာကိုပြောတာလဲဗုဒ္ဓဘာသာတွေကိုပြောတာဘာပြောတာလဲအဲ့တော့ဈေးဝယ်ရင်လည်းပဲတဲ့
ဒီမှာပဲဝယ်ပါသူတို့ရဲ့ဆိုင်မှာဈေးသွားဝယ်ရင်ကိုယ့်ရဲ့ငွေဟာဘယ်သူငွေဖြစ်သွားမှာလဲသူတို့ငွေဖြစ်သွားမှာအဲ့တော့သူ့ငွေလည်းမဖြစ်စေနဲ့ကိုယ့်ငွေပဲဖြစ်ဖိတ်ချင်းဖိတ်ကိုတိုင်းရင်သားကိုညီကိုမောင်နှမချင်းချင်းအိတ်ထဲမှာပဲဖိတ်မှာပေါ့သဘောပေါက်ရဲ့လားသူတို့ဆိုင်ဘာလို့သွားဝယ်မလဲသူတို့ဆိုင်ဆိုတာသိရမို့လားဟိုဆိုင်နေပြောတာစည်ရင်းနဲ့ရလေစာရွက်ထဲရလေနော်သဘောပေါက်ရဲ့လားကဲလိုက်ဆိုမယ်မြမငွေတွေသူ့ငွေမဖြစ်ရအောင်နောက်အရေးကြီးတဲ့အပိုက်လေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွတ်တို့ရဲ့တက်မလေးတွေဘယ်သူတွေလဲမေကင်ညာလေးတွေပေါ့နော်မေကင်ညာလေးတွေသူတို့နဲ့ရသွားရင်တော့အခုလိုခေါင်းပေါင်းလေးတွေကဒါတိုင်းရင်သားဝတ်စုံလေးတွေဟုတ်လားပအိုတိုင်းရင်သားလားတိုင်းရင်သားဝတ်စုံလေးတွေအဲ့ဒီခေါင်းပေါင်းလေးတွေကချစ်စရာမြတ်နိုးစရာကိုတိုင်းရင်သူရဲ့ဝတ်စုံဆိုတော့အဲ့ဒီဝတ်စုံကနေပျောက်ပြီးတော့နင်ကြာတွေဖြစ်သွားမှာဆိုလို့သောပေါက်လားအဲ့ဒီခေါင်းပေါင်းတွေမချွတ်စေနဲ့မပျောက်စေနဲ့ပေါင်းထားဟုတ်လားကျွတ်တို့ရဲ့မေကင်ညာလေးတွေလည်းပဲတိုင်းရင်သူတွေလည်းပဲသူတို့နဲ့အကြောင်းမပါဖို့ရအရေးမကြီးဘူးလားဆိုမဲ့မြမမေတွေသူ့မေမဖြစ်ရအောင်အချစ်ပဲနဲ့ချစ်ရသွားပြီလေမြေရဲ့ငွေရဲ့မေရဲ့ဘယ်နှမျိုးလဲအဲ့ဓာတွေကိုလည်းပဲတားဆီးနိုင်ရမယ်ထိမ့်ချုပ်နိုင်ရမယ်ထိမ့်သိမ့်နိုင်ရမယ်စောင့်ရှောက်နိုင်ရမယ်ဒါဖြင့်ပြန်ပြီးတော့အစအနေဆိုကြည့်မယ်လိုက်ဆိုမယ်နော်အာရပါရလိုက်ဆိုမယ်မြန်မာကကဘာကိုလွမ်းဖို့ဆိုတာသာထားပါလို့ကဘာမြေမှာမြမမြေမပြောက်စေဖို့မြမမြေတွေသူ့မြေမဖြစ်ရအောင်မြမငွေတွေသူ့ငွေမဖြစ်ရအောင်မြမမေတွေသူ့မေမဖြစ်ရအောင်သွေးချင်းတို့ရေဟာဒီကလည်းအဲ့တိုင်းပဲဟိုရက်ဆောင်မှာလည်းအဲ့တိုင်းကြီးပဲပင်ပြစ်မှာလည်းအဲ့ဒီတိုင်းပဲရွှေညောင်မှာလည်းအဲ့ဒီတိုင်းကြီးပဲသွေးချင်းတို့ရေဆိုတာခေါ်တာခေါ်ရင်ဘာလို့ရမှာတော့ခေါ်ရင်ထူရမှာလေခေါ်တဲ့လူနဲ့ထူးတဲ့သူကာယံတူရမယ်ညီရမယ်လေသွေးချင်းတို့ရေဖယားသွေးချင်းတို့ရေဆိုတော့ဖယားကျုပ်အောက်ကပရိသတ်ကမှအားကိုးရတာအောက်ကပရိသတ်ကြီးကိုခေါ်ပြမယ်အောက်ကပရိသတ်ကြီးပရိုဂျက်တာတွေကြည့်နေတဲ့ပရိသတ်ကြီးအားကိုးပြစေနော်ခင်ဗျားတို့အသာနားထောင်ဒီဘဝပရိသတ်ကအသာနားထောင်အောက်ကပရိသတ်ရဲ့အသာကိုနားထောင်ကြည့်ဘလောက်တော်တယ်လဲဆိုတာသွေးချင်းတို့ရေအလုံးပေါင်းပြီးတော့ထူးမယ်သွေးချင်းတို့ရေအဲ့လိုထူးရမှာအဲ့လိုထူးရမှာသွေးစုပ်ကောင်းမိစ္ဆာယုတ်ကိုသွေးစုပ်ကောင်းဆိုတာဘာပြောတာလဲဆိုတော့ကျုပ်တို့ဘာသာကျုပ်တို့တိုင်းရင်သူတိုင်းရင်သားတွေကိုမျိုးကိုဘာသာကိုချစ်တဲ့သွေးနော်တိုင်းရင်သူတိုင်းရင်သားချစ်တဲ့သွေးဘာသာသာသနာကိုချစ်တဲ့သွေးတွေကိုပျောက်ပြက်သွားအောင်သူတို့ကလာပြီးတော့သွေးနဲ့ရောနှောလို့သွေးစုပ်ကောင်းလို့ပြောတာသဘောပေါက်ရဲ့လားအဲ့ဒီသွေးစုပ်ကောင်းကိုဘာလို့ရမှာလဲဆိုရင်နေအောင်သွေးချင်းတို့ရေသွေးစုပ်ကောင်းမိစ္ဆာယုတ်ကိုမောင်းထုတ်ဆိုလားမောင်းထုတ်တာတော့ဟုတ်ပါပြီဘယ်လိုမောင်းထုတ်ရမှာလဲကိုယ့်အိမ်နဲ့ဝင်လာတဲ့ခွေးသခိုးအဲ့ဒီခွေးသခိုးကိုဟဲ့တို့အိမ်နဲ့မဝင်နဲ့တို့ခြံနဲ့မလာနဲ့ဆိုပြီးတော့ဒုံနဲ့ပြက်ခဲနဲ့ပေါက်အဲ့ဒီလိုမျိုးခွေးကိုမောင်းထုတ်သလိုမောင်းထုတ်ရမှာလားဆိုတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူးတဲ့ဘယ်လိုမောင်းထုတ်ရမှာလဲဆိုရင်ဖြတ်သုံးဖြတ်နဲ့
မောင်းထုံးမယ်ဖြတ်ဘယ်နဲ့ဖြတ်လဲဘာလဲလဲနံပါတ်1ခုနကမြေနေရာတွေသူမယောင်းခြင်းကြီးဟုသောဖြတ်ခြင်းဖြင့်ဖြတ်စီးပွားရေးငွေသူ့ငွေမဖြစ်အောင်ဖြတ်စီးပွားရေးဖြတ်နောက်တကအိမ်တော်ရေးဖြတ်ဘယ်နဲ့ဖြတ်အဲ့ဒီလိုဖြတ်ပြီးတော့မှကိုယ့်ဘက်ကလည်းပဲတတိုင်းကို3တက်လုံအောင်ကာရမယ်ဘယ်လိုကာရမလဲတတိုင်း3တက်လည်းကာထားရမယ်ခုနကတော့ဖြတ်ထားပြီးပြီအန်ဒီရတွေကိုဖြတ်ထားပြီးပြီဖြတ်ပြီးတော့ကိုယ်စီးကိုကိုယ်အိမ်ဝင်းကိုဝင်းတရံလုံအောင်ကာတယ်လို့ပဲဘာသာသာသနာကိုအပြင်ဘက်ကနေလာပြီးတော့မစော်ကားနိုင်အောင်လည်းပဲတတိုင်းကြီး3တက်ကာရံဖို့လိုတယ်အဲ့ဒီတတိုင်းကြီး3တက်ကဘာလဲဆိုတော့လိုက်ဆိုမယ်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရာဆိုင်ပါသာဈေးဝယ်ယူပါမည်ဘာသာတူရာချင်းချင်းသာဖူးစာရွေးပါမည်အမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရာဆိုင်ပါသာဈေးဝယ်ယူပါမည်ဘာသာတူရာချင်းချင်းသာဖူးစာရွေးပါမည်ဖူးစာရွေးပါမည်ဆိုဆရာလေးတွေပဲလှည့်ကြရသေးတယ်ဟာဥက္ကေသနောဘာသာကဘာသာတူရာချင်းချင်းဖူးစာရွေးရမယ်ဆိုပြီးတော့အတွေးတွေမမားကြနဲ့ဗျာရှော့တွေရှိတယ်ဒီကဒကာဒကမတွေကိုပြောတာဒါဆိုမဲ့အချင်းချင်းကိုအားလုံးဆိုကြည့်လိုက်မယ်ကိုဘာနဲ့ကိုဆိုမယ်နော်ဆိုမယ်ဘုံဘုံကနားထောင်မယ်မျိုးဘာသာခင်ဗျားတို့အပေါ်ကပြိဿတ်တွေဆိုတာကိုနားထောင်လို့ကိုအဆင်မပြေဘူးကျုပ်ရဲ့ဟိုပြိဿတ်တွေကမှအဆင်ပြေတာပရိုဂျက်တာနဲ့ကြည့်နေတဲ့ပြိဿတ်ကြီးအားကိုးမရစေဆိုလိုက်စမ်းမှအမျိုးဘာသာသာသနာသစ္စာရှိပါမည်ဘာသာတူရာဆိုင်ပါသာဘာသာတူရာချင်းချင်းသာကဲအရှိအတိုင်ပြီးတော့သူတို့လည်းရတာပဲအဲ့ဒါဟာတတိုင်း3တက်ပါတဲ့တတိုင်းဘယ်နဲ့တက်လဲဗျာတတိုင်း3တက်အဲ့တော့ဘာသာတူရာဆိုင်ဘာသာဆိုရင်ဘာသာတွေတူဖို့တခါတည်းစနစ်တကျနဲ့တော့အမှတ်တစိတ်တွေထုတ်ထားတာမရှိဘူးလားဒီအမှတ်တစိတ်ရှိတဲ့ဆိုင်မှာဈေးဝယ်ခိုင်းတာသဘောပေါက်ရဲ့လားပြောလို့တာကတော့669ရှိတဲ့နေရာဆိုရင်တဲခိုပေါ့ဟုတ်လား669ရှိတဲ့ကားဆိုရင်စီး669ရှိတဲ့ဆိုင်မှာဆိုရင်ဝယ်669နဲ့သွား669နဲ့လာဆိုတာဒါပြောတာဒါလေးလဲဆိုကြည့်မယ်နော်သွားရင်လဲ669စားရင်လဲ669ဝယ်ရင်လဲ669နို့ရောင်းရင်လဲ669စီးရင်လဲ669အိပ်ရင်လဲ669နိုးရင်လဲ669 669ဆိုတာယရနာဘယ်နှပေါက်ကိုစားပြုတာလဲယရနာ3ပေါက်ကိုကိုစားပြုတဲ့အတွက်အဲ့ဒီလိုသွားရင်လည်းပဲ669အိပ်ရင်လည်းပဲ669နဲ့အိပ်မယ်နိုးရင်လည်းပဲ669နဲ့နိုးမယ်ဆိုရင်ဘေးမကင်းဘူးလားသူ့ရဲ့တန်တန်မှာယရနာ3ပါးအမြဲတမ်းရှိတယ်လို့ပြောလိုတာသဘောပေါက်ရဲ့လားအဲ့ဒါကိုပဲဦးဇင်းတို့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကလည်းပဲဓမ္မပဒပါဠိတော်မှာဧတံခောတရဏံခေမံဧတံတရဏမုဒ္ဓမံဧတံတရဏမာဂမသဗ္ဗဒုက္ခပမုစ္စတိဧတံဘယတရားတန်ခါဟုဆိုသောယရဏမြတ်3ပါးကိုကိုစားပြုတဲ့ကိုကြောင့်လို့ကိုလို့ခေါ်တဲ့ဗုဒ္ဓဘာသာအမတ်တစိတ်တော်ကိုတရဏမိမိတို့ရဲ့အိမ်မှာမိမိတို့ရဲ့ကားမှာမိမိတို့ရဲ့ဆိုင်မှာကတ်လူပူဇော်ခြင်းတည်းဟူသောကိုယ်ွယ်ခြင်းဖြင့်ကိုယ်ွယ်ခြင်းသည်ခေမံဘေးကင်းကြပါပေကုန်၏ခေမံဘေးကင်းနေတဲ့ဘာဖြစ်တယ်တဲ့ဘယ်သူဟောတာလဲ
ဖယားဟောတာဧတိုင်ဘုရားတရားသံဃာဟုဆိုရသောယရဏမြတ်သုံးပါးကိုကိုးစားပြုတဲ့ကိုကြောင့်ကိုလို့ခေါ်တဲ့ဗုဒ္ဓဘာသာမှာသတိတော်ကိုတရဏံသုံးဆွဲကြခြင်းသည်တရဏံကိုးကွယ်ကြခြင်းသည်ဥဒ္ဓမံအမြတ်ဆုံးဖြစ်ပါပေ၏တဲ့ကိုးကွယ်မှုထဲမှာလည်းပဲအမြတ်ဆုံးမဖြစ်ဘူးတဲ့လားဧတိုင်ဘုရားတရားသံဃာဟုဆိုရသောယရဏမြတ်သုံးပါးကိုကိုးစားပြုတဲ့ကိုကြောင့်ကိုလို့ခေါ်တဲ့ဗုဒ္ဓဘာသာမှာတစိတ်တော်ကိုအာဂမအကြောင်းပြု၍တဗ္ဗဒုက္ခအလုံးစုံသောဆင်းရဲဒုက္ခအပေါင်းတို့မှာပမုတ်စတိပမုတ်စန္တိလွတ်မြောက်နိုင်ပါပေကုန်၏ရဲ့လို့ဘဂဝါဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဒေသေတိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေတည်း